The plate or a parallel plate capacitor are 50 centimeter square and area capacitor တစ်လုံးမှာရှိတဲ့ plate ပြရဲ့ area ဒီ50 centimeter square ဖြစ်တယ်အဲ့တော့ဒီမှာ area ပြောတာဖြစ်တဲ့ကြောင့်မို့ဒါဒီဘာတန်ဖိုးပေးထားအောင်ဆို a တန်ဖိုးပေးထားတယ် and 1 millimeter apart plate ပြနှစ်ခုကြားအကွာအဝေးဒါဒီဘာတန်ဖိုးပေးထားအောင်ဆိုဒီတန်ဖိုးပေးထားတယ်နံပါတ်1က for a is capacitance လက်တူတက်တီဆိုတော့ဒါဒီ c တန်ဖိုးကိုမေးတယ်When the capacitor is connected to a 24-volt battery, capacitor တစ်လုံးကို 24-volt battery နဲ့ဆက်လိုက်တဲ့အခါမှာ what is the charge on each plate? plate ပြတစ်ခုစီမှာရှိတဲ့ချက်ပမာဏဆိုတော့ဒါကျူတန်ဖိုးကိုမေးတယ်။နံပါတ်3က what is the energy of the capacitor? capacitor ထဲမှာတူလောင်ထားတဲ့ energy စွမ်းအင်ကိုပြောတာအဲ့တော့ energy ဆိုတာကဒါဒီဘာကိုမေးတာအောင်ဆိုတော့ W ကိုမေးတယ်ပြီးရင်ဒီမှာ A တန်ဖိုးဒီ centimeter square နဲ့ပေးထားတယ် centimeter square ကို meter square centimeter square ကနေ meter square ကိုပြောင်းပေးရမယ်အဲ့တော့ညမရေးလိုက်မယ်နော်အဲ့တော့1 meter မှာ10 square centimeter ရှိတယ်1 centimeter မှာ10 power minus 2 meter ရှိတယ်အဲ့တော့ centimeter ကနေ meter ကိုပြောင်းရင်လည်းဆိုရင်10 power minus 2 meter နဲ့မြောက်ပေးရမယ်အဲ့တော့ဒီမှာ centimeter ကနေ meter ပြောင်းရင်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ centimeter နေရာမှာ10 power minus 2 meter ထည့်လိုက်တယ်ဒီမှာ centimeter ရဲ့အပေါ်မှာ square ပါလို့ဒီမှာ square ထည့်တယ်အဲ့တော့ဒါကိုရှင်းလိုက်တော့ဒီလောက်ရတယ်ပေါ့အဲ့တော့ဒီမှာဒီတန်ဖိုးဒီမီလီမီတာနဲ့ပေးထားတယ်အဲ့တော့မီတာကိုပြောင်းရမယ်မီလီမီတာကနေမီတာကိုပြောင်းမယ်ဆိုရင်10 power minus 3နဲ့မြောက်ပေးရမယ်ဘွီတန်ဖိုးပေးထားတယ်ကပါတန်ဖိုးကပုတ်စာထဲမှာမပေးထားရင်လေဟာနယ်ရဲ့ကပါတန်ဖိုး1ကိုယူပြီးတော့မှတွက်ပေးရပါမယ်အစလုံးတော့တန်ဖိုးပေးထားတယ်အဲ့တော့ဒီမှာ C ကိုမေးတယ် C ကိုလိုချင်တယ်ဆိုရင်ကပါအစလုံးတော့ A ပိုင်း D နဲ့အစားထုတ်ပြီးတော့မှတွက်လိုက်တယ်အဲ့တော့ဒီအဖြေကိုရတယ်နံပါတ်1ဒီဂျူကိုမေးတယ်အဲ့တော့ C equal to ဂျူပိုင်းဘွီအဲ့တော့ဂျူ equal C ဘွီအဲ့တော့ C တန်ဖိုးထဲတယ်ဘွီတန်ဖိုးထဲတယ်အဲ့တော့ဒီလောက်ရတယ်ပေါ့ပြီးရင်နံပါတ်3ဒီဘာကိုမေးတာလဲဆိုတော့နံပါတ်3ဒီ W ကိုမေးတယ်အဲ့တော့ W equal 1/2ဂျူဘွီနဲ့ရှာလိုက်တယ်အဲ့တော့ဒီလောက်အဖြေရပါတယ်